ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမကအဆုတ်ကိုအေးမိတဲ့အခါဖြစ်တတ်တဲ့အဆုတ်ရောင်ယောဂနဲ့ပတ်သက်ပြီးတော့ကုသပြောက်ကင်းနိုင်တဲ့တိုင်းရင်းစိတ်ကုထုံနည်းလမ်းတွေနဲ့ထိရောက်လွယ်ကူတဲ့အိမ်တွင်းကုထုံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာမကတော့တော်ဝင်မမပါတိုင်းရင်းစိတ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်ရှင်ရေပြားမှာပိုးဝဲရနာတွေဖြစ်တဲ့အခါအသင့်တော်ဆုံးလေးကိုညွှန်ပေးပါဆိုရင်တော့တိုင်းရင်းစိတ်သမားတော်ကြီးဆရာကြီးဦးစောဝင်းကိုယ်တိုင်စီမံဖော်ဆက်ထားတယ်ဆရာစောအမတ်တစိဝေးဝဲရနာလိန်စိကိုအသုံးပြုပေးဖို့ညွှန်ပေးကြပါတယ်ရှင်ဒီစိကိုတစ်နေ့ကို2ကြိမ်ကနေ3ကြိမ်လိန်ပေးကြရအပြင်ဝေးဝဲရနာကိုတတ်ပြောက်ကင်းစေတဲ့အပြင်ခြေဝါလက်ပွားကွဲအပ်ကျန်တဲ့နာခဏကုန်မှအဖုကျိတ်တွေပေါက်တာအနာအောင်နာဆွေဖြစ်တာတွေအတွက်ပါအစွမ်းတက်တဲ့လိန်စိတစ်မျိုးဖြစ်ပါတယ်ရှင်ချီရတဲ့ပြည်သက်ကြီးများအားလုံးကြမပြောရှင်းပြီးတော့နာဘောယောဂမျိုးမျိုးမှာအင်ဝိနိုင်ကြပါသေးရှင်ပထမဆုံးအနေနဲ့အဆုတ်အေးမိတဲ့အခါကုသပြောက်ကင်းနိုင်တဲ့ဒိုင်းစိကုထုံတွေကိုမျှဝေပေးခြင်းပါတယ်ရှင်ဒိုင်းစိကုထုံနည်းလမ်းနေရတော့အပြားကိုကျစေပြီးတော့အဆုတ်ရောင်ခြင်းကိုတက်တာစေနိုင်တဲ့တောက်ဆေးပေးတာပယုံမင်းတော်နနက်ပွင့်တို့ပါဝင်တဲ့ရှူဆေးရှူပေးတာရင်ဘတ်နဲ့ကြောဘက်ကိုပယုံမင်းတော်ပါဝင်တဲ့နန်းစီသို့မဟုတ်မုံကြီးစီတစ်ခုခုခဏနွေလေးလိမ့်ပေးတာဆေးလိမ့်ပြီးတဲ့အခါမှာကိုယ်ရွက်ကိုခြေပြီးတော့ကပ်ပေးတာစနွေကျင်းတရင်ကြီးတို့ပါဝင်တဲ့စေချက်ထုတ်ထုတ်ပေးတာစတဲ့ကုထုံးတွေကိုအသုံးပြုပြီးကုသတက်တာပြောင်းပေးနိုင်ပါတယ်ရှင်။ဘိုးဆက်ပြီးတော့ဆရာမအေးမိပြီးတော့ဆုပ်ရောင်ယောဂဖြစ်တဲ့အချိန်မှာကုသပြောင်းပေးနိုင်တဲ့တက်တုံတွေကိုအသုံးပြုထားတဲ့အိမ်မင်းကုထုံးတွေပြောင်းပေးခြင်းပါတယ်ရှင်။ဒီစိနေ့မှာပါဝင်တဲ့စီပစ္စည်းတွေကတော့ချက်တော်ဖြူ5ချက်သားနဲ့နန်းစီစစ်စစ်5ချက်သားတို့ပါဝင်မှာဖြစ်ပါတယ်ရှင်။စေဝါပတ်စပ်ပြီးတော့ပထမဆုံးအနေနဲ့ချက်တော်ဖြူကိုခွန်ခွာပြီးကျင်းညထောင်ထားပေးပါ။ထောင်ထားတဲ့ချက်တော်ဖြူနဲ့နန်းစီကိုတမအောင်ရုံးပြီးမင်းတွေနဲ့စက်သွန်တွေကျွတ်လာတဲ့အထိချက်ပေးပါစက်သွန်တွေကျွတ်လာတဲ့အခါမှာတော့အဖက်တွေကိုဖယ်ထုတ်ပြီးတော့အစီကိုစီထားပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဆုပ်ရောင်ယောဂအတွက်အသုံးပြုနိုင်တဲ့လိန်ဆေးကိုရရှိပြီဖြစ်ပါတယ်ရှင်ဒီလိန်ဆေးကိုအဆုပ်ရောင်ပြီးတော့အသက်ရှူရခက်ခဲနေတဲ့အချိန်မျိုးမှာခဏနွေးလေးအနေထားပြုလုပ်ပြီးတော့ကြောဘက်နဲ့ရင်ဘက်ကိုလိန်ပေးရမှာဖြစ်ပါတယ်ဒီလိုလိမ့်ပေးပြီးတဲ့အခါမှာတော့ကိုယ်ရွက်ကိုခြေပြီးတော့ကြောဘက်နဲ့ရင်ဘက်ကိုကပ်ပေးခြင်းအပြင်အဆုပ်ရောင်ခြင်းကြောင့်အသက်ရှူရခက်ခဲခြင်းကိုပို့ပြီးတော့နေမြန်စွာတက်တာစေနိုင်မှာဖြစ်ပါတယ်ရှင်။အဆုပ်ရောင်ယောဂအတွက်ချက်သွန်မျိုးကိုအသုံးပြုပြီးနောက်ထပ်ကုသပေးနိုင်တဲ့နည်းလမ်းတစ်ခုကတော့ချက်သွန်မျိုးကိုတောက်ဆေးအဖြစ်အသုံးပြုပေးခြင်းဖြစ်ပါတယ်။ဒီဆေးအသုံးပြုပေးပုံကတော့ချက်သွန်မျိုးကိုအခွန်ခွာညံ့အောင်ကျိတ်ပြီးတော့အရေရအောင်ပြုလုပ်ပေးပါ။စားလာတဲ့ချက်သွန်မျိုးတက်တူရေလက်ပတ်စားစုံတစ်စုံကိုရေနွေးဖြူထမင်းစားစုံ3စုံနဲ့ရောဆက်ပြီးတော့တောက်ပေးခြင်းဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့ပမာဏတစ်ခွက်စာပမာဏဖြစ်ပြီးတော့ဒီနေ့ကို2ကြိမ်နဲ့3ကြိမ်အထိတောက်သုံးပေးရမှာဖြစ်ပါတယ်ဒီလိုတောက်သုံးပေးခြင်းအပြင်အဆုပ်ရောင်ခြင်းကြောင့်အသက်ရှူရအခက်အခဲခြင်းကိုတက်တာစေနိုင်မှာဖြစ်ပါတယ်ရှင်ခုလောက်ဆိုရင်တော့အဆုပ်ကိုအေးမိခြင်းကြောင့်ဖြစ်တဲ့အဆုပ်ရောင်ဆုပ်ပွားနေတဲ့ပတ်သက်ပြီးတော့ထိရောက်လွယ်ကူတဲ့အိမ်တွင်းကုထုံးတွေနဲ့တိုင်းရင်းစီနည်းလမ်းတွေကိုတစ်နေ့သိသိလိမ့်မယ်လို့ပြောလိုက်ပါတယ်ရှင်ပြည်သက်ကြီးများအားလုံးကျန်းမာပျော်ရွှင်ပါနိုင်ကြပါလိမ့်ရှင်